တကယ်ကွက်ကိုတက်သိဖို့သွားတာအနောက်ကနေအိန္ဒိယသူလေးလိုက်ပြီးတော့ဆွဲထားလို့ဖြစ်နေတဲ့ပြဿနာကိုပြောပြမယ်ဒီနေ့အခုမနှက်ခင်းလေးအခုလေးတင်ဖြစ်သွားတာတကယ်ကွက်ကိုတက်သိဖို့သွားတာအနောက်ကနေအိန္ဒိယသူလေးလိုက်ပြီးတော့ဆွဲထားလို့ပြဿနာအစနဲ့ပြောပြမယ်โอเคမနှက်ခင်းအိယာထားတယ်ငါကလေးတော့ကိုသူចောင်းသွားမှာပေါ့ကလေးတော့ငါသူစားမဲ့ဟာလေးငါလုတ်ပြီးတယ်ပြင်ကလေးအိယာထားတော့ရေရှိုးပြီးတယ်သူ့တန်ရှင်းအကုန်လုံးလုတ်ပြီးပြီးသူ့မနှက်စာငါကျွေးအဲ့ဒီမနှက်စာကိုကလေးကအစားသူကကော်ဖီနဲ့ဆော်ရလက်ဖိနဲ့အဲ့ဒီဟိုဘစ်ကုတ်ကိုစားမယ်ဆိုတော့ငါအဲ့ဒါလုတ်ပြီးတာပေါ့စားရင်သူကငါခေါက်လောက်ထားပြီးတော့သူကမစားတော့ဘူးတဲ့โอเคအဲ့ဆိုတော့နေပါလို့ရှင်တာလေငါသူ့ကိုမေးတော့အဲ့ဆိုတော့တတိယမှာအဲ့အရှိမထိုင်နေတာနော်သူတို့တွေဘာမှမပြောတော့ငါဘာလို့ရှင်လဲငါသူ့ကိုမေးတယ်ပြီးတော့သူကကြက်ဦးတဲ့โอเคငါကြက်ဦးသွားကြုံလို့ကြောက်တော့ဒီမှာမကြော်နဲ့တဲ့အဲ့ဆိုနီကလေးကလူရှင်နေတယ်လေနီကလေးကစားရှင်နေတယ်လေလို့ငါအဲ့လိုပြောလိုက်တာအဲ့နဲ့သူမကြော်နဲ့အဲ့ဆိုတော့ကလေးကလည်းအနောက်ကနေတူနဲ့ကင်းတယ်ကြော်ပြီးတဲ့ကြက်ဦးကြော်တဲ့ပြီးတာတဲ့အဲ့ဆိုတော့ငါဘယ်လိုလုပ်ရမှာလဲလို့တတိကိုမေးတယ်တတိကလည်းငါနေ့ကိုပတ်စံပေးထားတာတဲ့ငါနေ့ကိုလားစာပေးထားတာတဲ့ပြီးတော့ငါနေ့ကိုကလေးကိုကြည့်ခိုင်းမှုပေးထားတာတဲ့အဲ့ဆိုတော့နေပါလို့တင်လဲဆိုတော့နေမစင်းစားဘူးလားတဲ့โอเคအဲ့ဒါလည်းရသေးတယ်အဲ့ဆိုရင်ကကြောက်ချော်လိုက်မယ်ဆိုတော့မကြော်နဲ့တဲ့နင်လုံးတင်လားမလုံးတင်လားနင်မစင်းစားဘူးလားတဲ့ငါလုံးတင်လို့ငါကလေးကိုမနှက်စာကျွေးမလို့ဒီမှာကြောက်ချော်ပေးမယ်လို့အဲ့လိုပြောတာတတိမမကြော်နဲ့တဲ့တတိယလည်းမကြော်နဲ့ကလေးကိုအဲ့ဆိုရင်ဒီတိုင်းထားမှာလားသူခဏနေကြာចောင်းသွားတော့မှចောင်းကဘိုက်စာမှာပေါ့လို့ငါသူ့ကိုပြောတယ်အဲ့ဆိုတော့နေအုံတော့မရှိဘူးလားတဲ့ကလေးသမင်းစာလားဆိုအဲ့ငါသိခံလို့ရသေးတယ်ချတယ်ငါသိခံလို့ရသေးတယ်အဲ့ဆိုတော့ကလေးကငါဘာမှမကြည့်ဘူးတကယ်ရွက်ပြီးတော့ငါအဲ့ဒီဒီစကောငါလောက်ပဲသူစားတဲ့ဟာပဲအခုချမ်းတော့ကြည့်အဲ့ဆိုတော့တတိမသူဒီနေ့ចောင်းမသွားဘူးသူចောင်းဆက်မှာဆိုတော့သူအပြုံသွားတယ်အပြုံသွားတော့အပင်ကိုရေလောင်းထားတာ तू မနဲ့ခင်ငါရေလောင်းတာ तू မြင်တယ်ငါရေလောင်းပြီးသွားပြီအပင်မှာတိရွက်ထိကျွေနေတယ်အဲ့ဒီတိရွက်ကျွေတာဘာဖြစ်လို့တိရွက်ကျွေတာတော့မဲ့ရတယ်ဟိုနေ့ကပြောတယ်နော်ဟိုတော့ကလည်းပြောတယ်အပင်ဘာဖြစ်လို့တိရွက်ကျွေတာလဲအော်လေတိုက်လို့ကျွေတာအဲ့ဒီကလည်းပြဿနာချက်ပြီးအဲ့ဒါလည်းအတိုင်းမဲ့ထားလိုက်တာကိစ္စမရှိဘူးဆိုအခုဒီနေ့ထပ်ပြောတယ်အဲ့ဒီအပင်ကိုပဲပြဿနာလိုက်ရှာနေတာပြရမယ်ခဏနဲ့အဲ့ဒီအပင်ကတိရွက်ဘာလို့ကျွေတာလဲတဲ့ငါရေလောင်းထားတယ်လေလို့ဒါပေမဲ့လေတိုက်တော့သူတွေ့လာမှာပေါ့လို့ငါရေလောင်းတယ်နင်မမြင်ဘူးလားလို့ငါလည်း you are no see လို့ငါပြောလိုက်တာအဲ့နဲ့ဘာပြောရတဲ့တော့ဒီရေအများကြီးလောင်းလို့တဲ့စဉ်းစားကြည့်ရောရေလောင်းခါကြတော့လောင်းလို့ရေမလောင်းခါကြတော့မလောင်းလို့ဒါပေမဲ့သူတို့ကနေတိုင်းတရက်ကိုနှစ်ခါလောင်းခိုင်းတယ်မနေ့နဲ့ညငါ့ကိုအဲ့ဒီကလေးနဲ့အဲ့ဒီအပီလောင်းနဲ့ဟာနေဆိုတော့ငါလောင်းတယ်သူတို့ပြောတဲ့အတိုင်းလောင်းရင်လည်းလောင်းလို့မလောင်းရင်လည်းမလောင်းလို့ပြန်ကန်နီးမှအဲ့နဲ့တတိယနောက်ကနေသူရောက်လာတယ်သူတို့တော့ခံရသိတယ်သူတို့ဘိုင်းစာနေမှလည်းသူတို့ remember ဘိုင်းစာလို့လည်းငါသိတယ်ကွာပြီးတော့သူတို့အိတ်ရှင်တယ်ဆိုတော့အိတ်လိုက်တော့ဟုတ်တယ်မလားငါပြောတာတတိယရောက်လာတယ်နင်းတဲ့ရေကိုအများကြီးလောင်းလို့တရွက်ကကြွေတာတဲ့စဉ်းစားကြည့်လိုက်ဦးရှေ့အများကြီးတရွက်ကကြွေတာညို့လည်းငါရုံးပို့မဲတဲ့အာငါလည်းပြောလိုက်တာပေါ့ငါနေမှာ2လ3လပဲနေရတော့မှာငါရုံးမပြန်ဘူးငါမြန်မာပြည်ပဲပြန်မယ်အဲ့လိုပြောโอเคတဲ့လေလက်မကွာကိုဖြတ်တဲ့โอเคငါလေလက်မကွာကိုဖြတ်မယ်ဆိုတော့အခုကျတော့မပြန်တဲ့လေမြို့ရုံးမပို့ဘူးတဲ့လေလက်မကလည်းမပေးဘူးတဲ့မြို့ပြန်လည်းမပြန်ခိုင်းဘူးတဲ့โอเคအဲ့ဆိုနေငါ့ကိုမပြောနဲ့လို့ you are no speed လို့ you are don't speed လို့ငါလည်းအဲ့လိုអော်ထဲလိုက်တာအဲ့ဒါကိုသူ့អော်လို့ဆိုပြီးတော့ရုံးကိုပြန်ပို့မယ်တဲ့တခါโอเคပို့မယ်ဆိုလဲပို့လိုက်တော့ငါအခုအဝိစားထုတ်တယ်ငါယူလာမယ်ဆိုတော့အဲ့လိုလည်းမဟုတ်လင်မယားနှစ်ယောက်သားဘာဖြစ်နေတာလဲငါပြောချင်တာသိလားငါပြောမယ်ဆိုရတယ်ပြောငါသူတို့ဒီအိမ်ရောက်ပြီးတဲ့ကာလပတ်လုံးငါတတိမတွေမကောင်းကြောင်ငါတခုမှမပြောခဲ့ဘူးသူတို့ကောင်းတယ်အခုတငယ်ချင်းတွေတော့စကားပြောတယ်โอเคငါတတိမတွေကတော့ကောင်းတယ်ငါ့ကိုသမီးဟင်းမချက်ခိုင်းလို့ငါတော့ကောင်းတယ်ပဲကျန်တာတွေငါကိစ္စမရှိဘူးကလေးနဲ့ပတ်သက်ပြီးတော့ငါစပြေမွေးဆောက်ဆွဲခံရတယ်မတန်တော့ဆွဲတယ်တထိန်ငါ့ကိုကြောရိုက်တယ်တိုင်းမဲ့ငါမပြောအခုတော့ငါပြောမယ်ငါသိခံခဲ့တော့အော်ရေစက်တွေဝှကျွေးတွေကုန်သွားရင်ရပြီကိစ္စမရှိဘူးဆိုငါသိခံခဲ့တာဒါပေမဲ့ဒီနေ့တော့သိခံနိုင်ဆိုကုန်သွားပြီ
ဟုတ်တယ်ငါဓာတ်ဆွဲတယ်မိဖို့ကြောင့်လည်းဓာတ်ဆွဲပြီးငါတက်သိမ်းမယ်ဆိုပြီးတော့ကိုယ့်ကိုအပြင်ဘက်ကိုသွားတာနောက်ကနေအိန္ဒိယသူကလိုက်ဆွဲတာအဲ့ဒီဓာတ်ကိုတတိယအခုအိမ်မော်ယူသွားတယ်တကယ်အခုလက်ရှိဖြစ်နေတဲ့ကိစ္စကိုငါပြောပြတာတကယ်ပြန်ခံနီးမှတတိယလေးအားစီစာကြောင်းလာတယ်တတိယမှအရင်ပြောလာတယ်ငါတိခံနေတာအော်ငါနဲ့ပြည့်ပြန်မှာပဲငါတိခံနိုင်စွမ်းရှိလို့ငါတိခံပြီးသွားပြီအခုလည်းငါပြန်မယ်ငါလီလက်မကငါကောင်ငါစိုက်ပြီးတော့ငါဘသူငါပြန်မယ်လို့ပြောရတာမှဟေးအင်ဂျင်ရုံပို့မယ်အင်ဂျင်စီရုံတော့ you are office go okay ငါသွားမယ်ဆိုတော့မပို့ဘူးသူတို့ဘာဖြစ်နေတာလဲငါပြောတာတကယ်ငါအခုသိချင်တော့ငါခံစားရရအပင်ကြီးမလောင်လို့လဲလောင်တော့လဲလောင်လို့တိတ်ရကျွေတော့လဲကျွေလို့โอเคကလေးထမင်းမစားတော့လဲမစားတော့ထမင်းစားတော့လဲနင်ကအများကြီးကျွေးပြန်ပြီတဲ့ကလေးကခဏနေအဲ့တော့နင်ကအများကြီးကျွေးလို့အဲ့ဒါလည်းငါသိခံလို့ရတယ်ငါစပင်းကိုဆွဲတယ်ငါကြောကိုရိုက်တယ်ငါသိခဲ့တာဒီနေ့ဒီချိန်ဒီဒါမဲ့ဒီနေ့အခုကတေးချင်တော့တကယ်ပြဿနာဖြစ်သူချင်တော့ကောက်ကိုဘလို့ဖြစ်သွားမှလည်းမသိသူများတွေကအမရဲ့အမပျော်နေတာပဲတွေ့တယ်အမပျော်နေတဲ့ဟာပဲတင်တာကိုတီအိမ်မှာဘလို့လောက်ခဲ့ရလဲဘလို့စိတ်ဒုက္ခတွေရောက်ခဲ့ရလဲဆိုတော့ငါတခုမှမသိခဲ့ဘူးအဲ့လောက်ထိလည်းငါ share တယ်မလုပ်ခဲ့ဘူးဒါပေမဲ့ငါတတိမကောင်းတယ်လို့ပဲပြောခဲ့တာဒီနေ့တော့သွားပြီတဲ့ငါ့ကိုရုံးပို့မယ်ဆိုလဲပို့လိုက်တော့ကျန်တဲ့နှစ်3လလေးလဲငါရုံးမှာပဲနေပြီးတော့နောက်တဲ့နှစ်ထပ်တိုးပြီးတော့တခြားအိမ်ကိုပြောင်းလဲငါကိစ္စမရှိတော့ငါအဲ့လောက်ထိကိုတွေးထားတာဒါပေမဲ့သူတို့ဘာဖြစ်နေတာလဲဟုတ်တယ်မလားဖြစ်နိုင်ဒီဝေးကျွေးတယ်မြင်မြင်ကုန်ရှင်တယ်